ဖုန်းလေးတစ်လုံးရှိုံနဲ့ပေါ့နော်ဒီဘက်ခေတ်မှာ social media မှာကိုဝါသနာပါတဲ့အကြောင်းအရာလေးတွေကို live ပေါ်တင်ပြီးတော့မှတစ်ဖက်တစ်လမ်းကနေဝင်ငွေရှာနေလို့ရနေတဲ့ခေတ်ကြီးမှာနော်ကျွန်တော်တို့ဘာလို့ကြားလဲဆိုရင်ဟုတ်ပြီဟဲ့သူများတွေကတော့ဝင်ရှာနေကြပြီငါလည်းရှာရတော့မယ်ငါလည်းလွတ်ရတော့မယ်ဆိုပြီးတော့မှဘယ်လိုလွတ်ရမယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တို့online ပေါ်မှာသင်တန်းလေးတွေတက်ကြတယ်စာအုပ်လေးတွေဖတ်ကြတယ်Facebook YouTube ကနေပြီးတော့မှ motivation video လေးတွေကိုနားထောင်ကြတယ်ဗျနော်အဲ့ဒီနားထောင်ပြီးတော့မှကျွန်တော်တို့ဘာတွေရလဲဆိုရင်ဟုတ်ပြီဟဲ့ငါတော့ idea ရသွားပြီငါတော့ set ပြီးလုပ်တော့မှဖြစ်တော့မယ်ဆိုတဲ့တက်ကြွမီးပွားလေးတစ်ခုရလာတယ်ပေါ့နော်အတွင်းမှာမီးပွားတစ်ခုရလာတယ်ဒါပေမဲ့အများစုကကြတော့ဘာလုပ်လိုက်လဲဆိုရင်အဲ့မီးပွားလေးကိုဆက်ပြီးတော့မှတကယ်လက်တွေ့ဘဝမှာကိုတင်လာတဲ့အကြောင်းအရာတွေကိုလက်တွေ့ဘဝမှာစမ်းသပ်ပြီးတော့မှပေါ့နော်လောင်စာထည့်ဖို့မိသွားကြတယ်ကြာနော်လူနဲ့စုရပဲအဲ့ဒါကြတော့လောင်စာထည့်ပြီးတော့မှနေ့စဉ်ရက်ဆက်ကိုတက်လာတဲ့အကြောင်းအရာတွေကိုလက်တွေ့စမ်းသပ်ကြတယ်လက်တွေ့စမ်းသပ်ပြီးတော့မှနော်ပူပြီးကောင်းအောင်လုပ်ကြတယ်ပေါ့ဗျာဒါပေမဲ့လူနဲ့စုကြတော့အဲ့လောင်စာထည့်ဖို့မိကြတယ်ဆိုတော့ဘာလို့ရမလဲဆိုရင်ကျွန်တော်တက်လာပြီးဆိုရင်ကိုတက်လာတဲ့အကြောင်းအရာတွေအလဟတမဖြစ်သွားအောင်လက်တွေ့စမ်းသပ်ရအောင်ပါကျွန်တော်နေ့စဉ်ရက်ဆက်လက်တွေ့စမ်းသပ်မှလည်းကိုအောင်မြင်လာပါလေအဲ့လိုမဟုတ်ဘဲနဲ့တင်တဲ့တက်လိုက်တယ်ပြီးသွားပြီနောက်3လနေတဲ့ချိန်ကျတော့အဲ့မိဘတည်သွားပြီဗျာဒီနေ့လုံးမယ်နဲ့ဖြန်လုံးမယ်ရက်တွေရွှေ့နေတော့မိဘတည်သွားပြီနောက်3-4လလောက်နေတဲ့ချိန်ကျတော့ဘာဖြစ်ဆိုရင်မဖြစ်တော့ဘူးငါတော့ဒီခါတော့တကယ်လွတ်ရတော့မယ်ဆိုတော့ပြန်ပြီးတော့တင်တဲ့အကြတယ်လေ့လာကြတယ်ဒါပေမဲ့ဘာဖြစ်လဲပြန်ပြီးလက်တွေ့စမ်းသပ်ဖို့မိနေကြတယ်ဒုံရင်းပဲဆိုတော့ကျွန်တော်လည်းပဲအခုဒီလိုမျိုးဗီဒီယိုလေးတွေကျွန်တော်တင်နေရတယ်ဆိုတာခင်ဗျားတို့ပေါ်မှာဆရာကြီးလုပ်ဖို့တော့မဟုတ်ဘူးเนาะကျွန်တော်လည်းဘာလဲဆိုရင်ကိုယ့်ကိုယုံကြည်မှုတွေပိုတိုးလာအောင်ကိုတင်ထားတဲ့အရာလေးတွေကိုကိုတက်ထားတဲ့လေ့လာထားတဲ့အကြောင်းအရာလေးတွေကိုလက်တွေ့စမ်းသပ်နေတာပေါ့ဗျာနော်လက်တွေ့စမ်းသပ်တဲ့အနေနဲ့ကျွန်တော် line ပေါ်တင်နေတာကျွန်တော်အရင်တော့လူမျက်နှာပြပြီးတော့မှဒီလိုစကားလေးပြောဖို့ဆိုတာကျွန်တော်အရင်ရှက်တယ်ဒါပေမဲ့ကျွန်တော်တင်လာပြီးတက်နေပြီးနော်လေ့လာနေတယ်ဆိုရင်လက်တွေ့စမ်းသပ်ဖို့လိုမယ်လက်တွေ့စမ်းသပ်မှုမရှိဘဲနဲ့တော့ဘယ်လိုမှကိုယ့်ရဲ့တင်ထားရတဲ့လဟတာဖြစ်သွားမှာနော်ဆိုတော့အခုကျွန်တော်တင်ဒီလိုမျိုးဗီဒီယိုတင်ရတဲ့အကြောင်းအရာလေးပဲနော်ဘာလဲဆိုရင်ကိုယ့်ကိုယုံကြည်မှုပိုတိုးလာအောင်အနာဂတ်မှာကျွန်တော်အတွက်နော်ယင်းနှမျိုးတစ်ခုယင်းနှမျိုးလည်းတစ်ခုလုပ်နေတာပေါ့ဗျာနော်ဆိုတော့ယင်းနှမျိုးတစ်ခုလုပ်တဲ့အနေနဲ့ကျွန်တော်ဒီလိုဗီဒီယိုလေးတွေလုပ်ပြီးတော့တင်နေတာဖြစ်ပါတယ်ဗျာနော်ဆိုတော့မိတ်ဆွေတို့လည်းပဲကိုတိထားတဲ့အကြောင်းအရာလေးတွေကိုတက်ထားတဲ့အကြောင်းအရာလေးတွေကိုပေါ့နော်ပို့ပြီးတော့မှကောင်းမွန်လာအောင်နေ့စဉ်ရက်ဆက်လက်တွေ့စမ်းသပ်မှုတွေလုပ်ဖို့တိုက်တွန်းပါတယ်ဗျာနော်ကျေးဇူးများတင်ပါတယ်